ဘာပေးသူဝေးမှမပါပဲ offline ဆော့နိုင်မဲ့200 MB အောက် mobile game များနံပါတ်1 Limbo ဆိုတာဂိမ်းဇလန်ဖြစ်ပြရာကဘာကြီးထဲမှာဘာတွေဖြစ်ပြနေလဲဆိုတာကိုယ်တိုင်ဖြေရှာရတဲ့ environmental storytelling puzzle adventure game တစ်ခုပါ 2D space ထဲမှာပစ္စည်းတွေကိုတွန်းချွေတာကဘာတွေပေါ်ကုတ်တက်တာလို့ mechanic နဲ့ puzzle တွေကိုဖြေရှင်းရပါတယ် chapter တစ်ခုနဲ့တစ်ခုပြောင်းလဲသွားတဲ့ environment ပုံမူတည်ပြီး puzzle တွေကလည်းပြောင်းလဲသွားတာကြောင့် game လေးကိုရိုးသွားစေမှာမဟုတ်ပါဘူးအဖြူအမဲပဲပါတဲ့ monochrome art style က6ချားစီအငွေ့သက်ကိုရစေပြီးခြေတန်းတွေပိုးကောင်အော်ဂန်တွေကလည်းဘာမှမသိတဲ့နေရာမှာငါတယောက်တည်းပါလားဆိုတဲ့အထီးကျန်6ချားမှုကိုခန်းစားရမှာပါဒီအဖြူမဲ art style ကြောင့်ပဲဂိမ်းတွေကသွေးထွက်တန်ရုပ်ပြကွက်တွေကယွန်စရာမကောင်းတော့ပဲနှူးညံ့တစ်ခုလိုဖြစ်လာတာပါနံပါတ်1 love you to bits Tiny Thief လို့ပုံစံတူဂိမ်းရှာနေရင်ဒီဂိမ်းကကျေနပ်မှုရစေပါလိမ့်မယ် Tiny Thief ကိုဖန်တီးခဲ့တဲ့ developer တွေကပဲဒီဂိမ်းကိုထုတ်ထားတာပါဂိမ်းဇလန်ကတော့တိုက်ပွဲအတွင်းမှာတစားစီဖြစ်သွားတဲ့စက်ရုံမာလေးရဲ့အစိပ်ပိုင်းတွေကိုလိုက်ရှာရမှာဖြစ်ပါတယ်ဒီဂိမ်းရဲ့ puzzle တွေက level design ကိုအသုံးချထားတာတဲ့ action chain puzzle ပုံစံလို့ပြောရင်ပုံမှန်ပါပါဥပမာပစ္စည်းတစ်ခုကိုယူဖို့အတားစီးတစ်ခုကိုအရင်ဖယ်ရတယ်အဲ့ဒီအတားစီးကိုဖယ်ဖို့ရတခြား puzzle တစ်ခုကိုဖြေရှင်းရတဲ့ step by step ပုံစံဖြစ်ပါတယ်UI design တွေ point and click control နဲ့ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ 2D art တွေက Tiny Thief ရဲ့ DNA တွေကင်းအောင်နေပါတယ်ဂိမ်းတစ်ချောင်းလုံးလွမ်းမောစရာကောင်းတဲ့စံတရားတန်လေးတွေကလည်းဂိမ်းထဲကိုစီးမြုပ်လို့ကောင်းစေမှာပါနံပါတ်3 Burnot ဒီဂိမ်းက RTS လို့ပြောတာထက် mini RTS လို့ပြောရင်ပုံမှန်ပါမယ်ပလေယာကရှိထားတဲ့ unit တွေနဲ့ကျုံးကိုလာသိမ်းတဲ့ရန်သူတွေကိုခုခံရမယ့် game လေးပုံစံပါဒီလို game လေးကရိုးရှင်းပေမဲ့ unit တွေနေရာချပုံတီးကြမှု unit တွေရဲ့အားသာချက်အားနည်းချက်တွေကိုနားလည်မှုပေါ်မှာအနိုင်ရှုံးကမူတည်နေတာပါကျိုးတွေကိုကာကွယ်လို့ရလာတဲ့ currency တချို့နဲ့ commander ကို strong ဖြစ်အောင် upgrade လုပ်လို့ရပါတယ် roguelike style ဖြစ်တာကြောင့်တည်သွားရင်အစားအပြန်စားမှာဖြစ်ပြီး procedural generate level ဖြစ်တာကြောင့်လည်း campaign တစ်ခုနဲ့တစ်ခုပုံစံမတူတော့ပဲပြန်စားတိုင်းမှာ challenge အသစ်တွေဖြစ်နေမှာပါgame ရဲ့ art style ကရိုးရှင်းလာပါတဲ့ minimalist ဆိုပေမဲ့တိုက်ပွဲစားတာနဲ့သွေးထွက်တန်ရုပ်တွေဖြစ်လာပြီးဓာတ်တန်လန်တန်တွေနဲ့လွှမ်းမိုးသွားပါတယ်ဒီလိုချစ်စရာကောင်းတဲ့ minimalist နဲ့ brutal ဖြစ်မှုဆိုတဲ့ contrast တစ်ခုကိုထိုးချက်ချက်ရုပ်ဆက်ထားတာကဘန်တော့ရဲ့ဆွဲဆောင်မှုတစ်ခုလို့ပြောရပါမယ်နောက်ဆုံးတစ်ခုကတော့20 minutes daydream premiere နာမည်အတိုင်းပဲမိနစ်20ပြည့်တဲ့အထိရှင်းသန်နိုင်မှာမလား mobile mode က roguelike game တွေထဲမှာကျွန်တော်တော်တော်ကြိုက်တဲ့ game တစ်ခုလို့ပြောရပါမယ်အဖက်ဖက်ကလာတဲ့ရန်သူတွေကိုခုခံရင်းနဲ့ experience point တွေရလာတဲ့အခါ character level တက်ပြီး buff တွေ skill အသစ်တွေရေးလို့ရလာပါတယ်ဒီလိုရေးရင်းနဲ့မိနစ်ပိုင်းအတွင်းမှာကိုယ်ကောင်ချက်ချင်းကျန်းလာတာကိုမြင်ရတာက dopamine rush ဖြစ်စေပြီး game ကိုပိုဆွဲလန်းစေတာပါရန်သူတွေကအုပ်လိုက်ကြီးလာပြီးပွဲထဲမှာ challenge ဖြစ်စေတာ enemy design တွေကကာတူးလူ style ဖြစ်တာကြောင့် horror ဘိုက်ကိုပါနည်းနည်းခံစားရပါတယ် mobile အတွက် free version နဲ့ premium version နှစ်ခုရှိပြီး free version က online ဆိုရတဲ့အပြင် micro transaction ပလက်ပွားနေပါ premium မှာကတော့ game ဆော့ရင်ရလာတဲ့ currency တချို့နဲ့ character တွေလက်နက်အသစ်တွေဖွင့်ပြီး offline ဆော့နိုင်မှာပါ game တွေအကုန်လုံးက premium ဖြစ်တာကြောင့် Android သမားတွေ free version မရှာတတ်ရင် Telegram channel ကိုလာခဲ့ပါ iPhone တွေကတော့ဝယ်ဆော့ရပါမယ်